10သိန်း何sorry ပဲဟာအိမ်မှာအဖွားနာရေးရှိလို့နည်းနည်းနောက်ကျလာဘယ်ကောင်လဲကွာငါ့ဖွားဖုန်းနဲ့ငါ့ကိုရှောက်စားတယ်တို့ရတယ်ဟာဘာဖြစ်လာလဲနည်းနည်းလေးနောက်ကျတဲ့ဟာအပြင်မှာဂျာကြီးလေးတောင်တွေ့ခဲ့သေးတယ်သူတော့မရောက်သေးဘူးဟဲ့ဂျာကြီးကဂျာကြီးနင်ကနင်လေ ဟဲ့မင်းမကြည့်နိုင်ဘူးဂျာကြီးနေအောင်မင်းယူလိုက် ဟာဒီတူတူပြောပါဂျာကြီးတိကျသွားရင်ပတ်စံတွေပြန်တောင်းနေဦးမယ်ဟာ ဟဲ့သူရရှူချမောကဂျာကြီးမှာထားတဲ့ပစ္စည်းတွေရောက်နေတယ်ဂျာကြီးကနင့်ကိုဒလီယူခန်းလိုက်တာငွေခဏစိုက်ပေးထားပါတဲ့ ဟောဟော ဂျာကြီးရတယ်နော်ဒီလိုငမွဲကောင်မှာပတ်စံဆိုင်ခိုင်းရတယ် ဟုတ်ပါရှူးချမောအရေးသွေးမှန်တယ်လေဝယ်ရရလေအဆင်ပြေရဲ့ဆိုတော့ဒီတော့ဂျာကြီးအများကြီးမှားတာမှာဟာ အမေနင်တို့ကငါ့ကိုအထင်သေးနေတယ်ငါမှအပေါ်ဆုံးကငွေပဲဟာပြောလောက်လေချောလောက်လေရော တိတ်မများပါဘူး10သိန်းလို့ပြောတယ် 10သိန်း何